ကျောင်းကိုအသေးရောက်လာတဲ့ဆရာလေးကတော့ရောက်ချင်းမှာပဲကျောင်းအုပ်ကြီးကိုတစ်ပင်မှာကျောင်းသားတွေကျိုးတုတ်ထားခဲ့တာမြင်ပြီးကျိုးဖြေပေးခဲ့ရပါတယ်။ဆရာလေးကကျောင်းအုပ်ကြီးကိုဘယ်သူလုပ်တာလဲလို့မေးပေမဲ့ကျောင်းအုပ်ကြီးကတော့ကြောက်လွန်းလို့စကားတော်မပြောနိုင်ပါဘူး။ဆရာလေးကကျောင်းအုပ်ကြီးစိတ်အေးသွားအောင်ပါတစ်ချက်ရိုက်လိုက်မှဒီကျောင်းမှာဘယ်သူမှရှင်လို့မရတဲ့လူမိုက်ကျောင်းသားတစ်ယောက်ရှိတယ်။သူကအရန်ကြောက်ဖို့ကောင်းလို့အခုပဲအလုတ်ထွက်လိုက်ပါလို့အကြံပေးလိုက်ပါတယ်။ဒါပေမဲ့ဒီဆရာလေးကတော့ရေယုံတင်မဟုတ်ဘူး။အဲ့ဒီကျောင်းသားရှိတဲ့အတန်းထဲကိုတန်းသွားပါတော့တယ်။အားလုံးမသိတာကတော့ဒီဆရာလေးဟာတနိုင်ငံလုံးကချမ်းသာတဲ့သူတွေတောင်ကြောက်ရတဲ့အင်အားကြီးဆုံးဂိုင်းစတာခေါင်းဆောင်ကြီးဖြစ်နေတာပါပဲ။ဆရာလေးအခန်းထဲရောက်တော့ဘယ်သူမှစကားတခွန်းမပြောရဲကြဘူး။အဲ့ဒီအချိန်မှာပဲလူမိုက်အပေါင်းပါတွေကဆိုဖာကြီးတစ်လုံးထမ်းလာပြီးအခန်းထဲကိုဝင်လာတယ်။အဲ့ဒီနောက်မှာတော့တကြောင်လုံးကကြောက်ရတဲ့လူမိုက်ကျောင်းသားကဆိုဖာပေါ်မှာအကြအနာထိုင်လိုက်ပြီးဆရာလေးကိုဝိုင်းဖို့မျက်ရည်ပြလိုက်ပါတယ်။ဒါပေမဲ့ထင်မှတ်မထားတာကဆရာလေးဟာ9စက္ကန့်အတွင်းမှာတင်လူမိုက်အပေါင်းပါတွေကိုအလဲထိုးပစ်လိုက်တာပါပဲ။တခန်းလုံးကကျောင်းသားတွေအားပေးကြပေမဲ့လူမိုက်ကျောင်းသားကတော့အရှုံးမပေးဘဲဆရာလေးကိုစိန်ခေါ်လိုက်ပါတယ်။ဆရာလေးကလည်းစိန်ခေါ်မှုကိုအေးအေးဆေးဆေးပဲလက်ခံလိုက်တယ်။လူမိုက်ကျောင်းသားအခန်းထဲကထွက်သွားမဲ့အချိန်မှာဆရာလေးကကြောက်တင်ပုံဖြစ်တဲ့ဂွန်းဖက်ကိုတကားစီလှမ်းပစ်လိုက်တာအဲ့ဒီဂွန်းဖက်ကတကားသားတဲ့အထိမြုပ်ဝင်သွားခဲ့ပါတယ်။ဒါဟာသူတို့နှစ်ယောက်ရဲ့ပြိုင်ပွဲကတာမန်မဟုတ်တော့ဘူးဆိုတာပြလိုက်တာပါပဲ။သူတို့နှစ်ယောက်ဟာဘီလီရဲ့ခုံစီကိုရောက်သွားကြပါတယ်။လူမိုက်ကျောင်းသားကတော့ကျွမ်းကျင်တဲ့လက်ချက်နဲ့ဘောလုံးတွေကိုတစ်လုံးပြီးတစ်လုံးကျင်းနေထည့်နေခဲ့ပါတယ်။ဆရာလေးကတော့ပြုံးပြုံးလေးပဲကြည့်နေပြီးလက်ခုပ်တောင်တီးပေးလိုက်သေးတယ်။ဆရာလေးအလှည့်ရောက်တဲ့အချိန်မှာတော့အားလုံးကရင်ခုန်တုန်လှုပ်နေကြတာပေါ့။ဒါပေမဲ့ဆရာလေးပထမဆုံးထိုးလိုက်တဲ့ဘောလုံးကလွဲသွားခဲ့တော့လူမိုက်ကျောင်းသားကလှောင်ရည်ပြီးအားလုံးကစိတ်ပြတ်သွားကြတယ်။ဒါပေမဲ့ပြိုင်ပွဲကမပြီးသေးပါဘူး။လူမိုက်ကျောင်းသားကနောက်တစ်လုံးကိုအပိုင်ရိုက်ပေမဲ့လွဲသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့အဆုံးဖြတ်ပေးမဲ့နောက်ဆုံးဘောလုံးတွေပဲကျန်ပါတော့တယ်။အားလုံးကလည်းဆရာလေးအတွက်ဆူတောင်းပေးနေခဲ့ကြပါတယ်။ဆရာလေးကတော့အသက်ကိုဝါဝရှူတဲ့အပြင်တေချာအာယုံဆိုင်ပြီးခက်ပြင်းပြင်းအရှိန်နဲ့ထိုးချလိုက်ပါတယ်။